ဟိုရှိရှိတုန်းကတာယာလှပတဲ့တောအုပ်ကြီးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီတောအုပ်ထဲမှာတိရစ္ဆာန်လေးတွေဟာပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပါတယ်။ဒါပေမဲ့သူတို့ကိုချင်းချောက်နေတဲ့အရာတစ်ခုတော့ရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ကြောက်မက်ဖွယ်ချင်းသေးကြီးတစ်ကောင်ပါပဲ။သူဟာတောထဲကတိရစ္ဆာန်တွေကိုနေ့စဉ်နဲ့အမျှလိုက်လံတက်ဖြတ်စားတောက်လေးရှိပါတယ်။ဒီတော့တိရစ္ဆာန်လေးတွေဟာကြောက်လန့်တကြားနဲ့နေ့ရက်တွေကိုဖျက်ဆီးနေကြရတော့တာပေါ့။နောက်ဆုံးမှာတော့တိရစ္ဆာန်လေးတွေအားလုံးစုပြီးတခုခုလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ဟာချင်းသေးကြီးစီကိုသွားပြီးအခုလိုတောင်းဆိုခဲ့ကြပါတယ်။ကျွန်တော်တို့ကိုအလကားသက်မဖြစ်ပါနဲ့ကျွန်တော်တို့တွေဒီနေ့ကိုတကောင်လုံးအလှည့်ကျအရှင်းစီကိုအစာဖြစ်လာပါမယ်ဒီလိုဆိုရင်အရှင်လဲလိုက်ရှာစရာမလိုပဲအချိန်ကုန်လူပန်းမဖြစ်တော့ဘူးပေါ့ချင်းသိကြီးကလည်းဒီအစီအစဉ်ကိုသဘောတူလိုက်တာမို့တိရစ္ဆာန်လေးတွေလည်းခဏတာစိတ်သက်သာရာရသွားကြတာပေါ့ကွယ်ဒီလိုနဲ့နေ့စဉ်ရက်ဆက်တိရစ္ဆာန်လေးတွေဟာအလှည့်ကျချင်းသိကြီးစီကိုသွားရောက်ခဲ့ကြပါတယ်ဒီနေ့မှာတော့ယုံကလေးတစ်ကောင်ရဲ့အလှည့်ကျရောက်လို့လာပါတော့တယ်ယုံကလေးဟာတေးရမှာကိုမကြောက်ရွံ့ပဲချင်းသိကြီးကိုအနိုင်ယူဖို့အကြံဉာဏ်တစ်ခုကိုထုတ်လိုက်ပါတယ်။သူဟာချင်းသိကြီးစီကိုတမင်တကာအချိန်ဆွဲပြီးမှတဖြည်းဖြည်းသွားခဲ့ပါတယ်။ချင်းသိကြီးကတော့ဗိုက်စာပြီးဒေါသထွက်နေတာပေါ့။သူ့ရဲ့အစာမရောက်သေးလို့ပါ။အဲ့ဒီအချိန်မှယုံကလေးဟာတဖြည်းဖြည်းရောက်လာပါတော့တယ်။စိတ်မရှိပါနဲ့ကျွန်တော်မျိုးနောက်ကျရတာကလမ်းမှာအရှင်းထက်ပိုခန့်ညားပြီးအင်အားကြီးတဲ့တခြားချင်းသေးတစ်ကောင်နဲ့တွေ့ခဲ့လို့ပါ။ယုံကလေးကအရှင်အဲ့ဒီချင်းသေးကဒီရေတွင်းထဲမှာပုံနေတာပါသူကအရှင်ကိုယ်တောင်စိန်ခေါ်နေပါသေးတယ်။ဟာငါထက်ကြီးတဲ့ချင်းသေးဒီတော့မှငါပဲဘယင်ပဲကွအဲ့ဒီကောင်ပင်မှာလဲအခုချက်ချင်းငါ့ကိုခေါ်သွားစမ်းချင်းသေးကြီးဟာဒေါသတကြီးဖြင့်ရေတွင်းထဲသို့ခုန်ချလိုက်ပါတော့တယ်ရေနစ်တန်များကြားရပြီးချင်းသေးကြီးပြန်တက်မလာတော့ပါဘူး။ယုံကလေးကကဲတငယ်ချင်းတို့အားလုံးဘေးကင်းသွားကြပါပြီ။ပုံမြင်လေးကဒါပါပဲနော်ကလေးတို့ရေအင်အားကြီးမားတဲ့ချင်းသေးကြီးဟာမိုင်မဲမှုကြောင့်အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။တကယ်တော့အစွမ်းထက်တဲ့ခွန်အားထက်ထက်မြက်တဲ့ဉာဏ်ပညာကပိုပြီးအောင်နိုင်စွမ်းရှိပါတယ်ဆိုတာမှတ်သားထားရမယ်နော်။